ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီနေ့ယူရီးယားအုံမွှေးကိုကျွန်တော်တို့ဒါပေါ့နော်ရေနည်းနည်းမိုးရင်းပိုင်းမှာတပေတော့တက်တယ်ဆိုတော့ကွင်းပြင်ထဲမှာကျွန်တော်တို့စိုက်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ကအခုလိုကြရက်ခွေလေးယူလိုက်တယ်ပုံမှန်မြေသားကိုကျွန်တော်လုံးဝမသုံးတော့အထူးဖော်ဆက်ထားတဲ့ဒီကျွန်တော်တို့မီဒီယာနဲ့ပေါ့နော်အဲ့ဒီကောင်နဲ့ကျွန်တော်တို့သွားတယ်မီဒီယာမှာကတော့ main ကတော့ဒီရှစ်ကမ်းမန်တွေပါမယ်ကျွန်တော်တို့က peanut shell ပါမယ်နောက်တစ်ချက်ကကျွန်တော်တို့က bio shell ပါမယ်ပေါ့နော်နောက်ပြီးရင်ဘုံမီးပါမယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီpH ညှိဖို့အတွက်ကိုကျွန်တော်ကဒိုလိုမိုက်ထည့်တယ်ပေါ့နော်အဲ့ဒီစနစ်လေးနဲ့ကျွန်တော်တို့အခုသွားပါတယ်ဒီຢာလေးတွေတော့ nursery ကနေပြီးတော့ကျွန်တော်တို့ထွက်လာတာပြိုးတက်အနေနဲ့ဆိုရင်ဒါကကျွန်တော်တို့ကရက်140ပေါ့ချက်ချင်းပဲဒီလိုမြေကြီးပေါ်မှာပဲစိုက်တယ်မစိုက်ခင်တော့တစ်ပတ်လောက်ကျွန်တော်တို့ကမြေပြင်မှာဟာရနီလောက်ထားတယ်ပေါ့နော်ဒါတော့ရိုးရိုးရှင်းရှင်းပါပဲဟုတ်ကဲ့အုံးမဆက်ရတော့လွယ်ပါတယ်ပြုတ်တူတဲ့အပိုင်းမှာပဲဒီစနစ်မှန်ဖို့လိုတာပေါ့နော်ဟုတ်ကဲ့မီဒီယာနဲ့ကတော့မတူပါဘူးဒီကောင်ကတော့ကျွန်တော်တို့ကဒုတိယမီဒီယာတစားပေါ့နော်ဘယ်ဟာနဲ့ပို့ပြီးတော့ကျွန်တော်တို့ grow ဖြစ်မယ်ဆိုတော့ဒီပေါ်မှာကျွန်တော်တို့ research လုပ်မှာပါ